ပြောရရှိတာတော့ပြောရမယ်ယုံနာမယုံနာလက်ခံနိုင်တာလက်မခံနိုင်တာအဲ့ဒီပဲပိုင်းတီးတင်အောင်တော့ပြောပြမယ်စိတ်ရမ်းညစ်လို့လှုပ်တိုင်းမဖြစ်လို့ရမ်းဆင်းရဲလို့ရမ်းဒုက္ခရောက်လို့ပတ်စံရှိတိုင်းစိတ်ဆင်းရဲလို့လှုပ်ချင်တာတွေလှုပ်လို့မရလို့ဒုက္ခရောက်လို့တည်သွားရင်ပြီးရောလို့ပြောကြတယ်ဒီဘဝကျွတ်တာပဲမကျွတ်ဘူးဒီဘဝလွတ်ပြီဆိုရင်နောက်ဘဝပို့ဆိုးတယ်လက်ရှိဘဝအကောင်းဆုံးအချိန်ပဲအကောင်းဆုံးဘဝပဲတည်သွားရင်ပြီးရောဆိုတာလူပြင်းလူညံ့နေပြောတယ်လို့ပြောချင်အောင်ပြောလို့ရတယ်နော်အဲ့တော့တည်သွားရင်ပြီးရောဆိုတဲ့စကားလွယ်လေးပြောတာဟိုဘက်ဘဝတွေရောက်ရင်မကျွတ်မလွတ်တဲ့ဘုံဘဝတွေရောက်သွားခဲ့ရင်ကြောက်စရာသိကောင်းတယ်ပိုးပြီးကြောက်စရာကောင်းတယ်ခိုကိုရမဲတဲ့ဘဝတွေရောက်သွားရင်ပိုးပြီးကြောက်စရာကောင်းတယ်နော်အဲ့တော့လက်ရှိရောက်နေတဲ့ဘဝလေးမှာရရှိပိုင်ဆိုင်ထားတဲ့ဘဝလေးမှာအကောင်းဆုံးဖြစ်အောင်နေထိုင်ပါဖရာတရားပြုလုပ်ပါတိတ်ကြောက်စရာကောင်းတယ်နော်တချို့ဆိုရင်မကျွတ်မလွတ်တဲ့ဘုံဘဝမှာရွှေမျိုးညီကောင်လမတွေအမိအဖတွေကအမြတမ်းပေးဝေနိုးနဲ့စောင့်နေကြတာမျှော်နေကြတာအများကြီးပဲမကျွတ်မလွတ်တဲ့ဘုံဘဝတွေကအများကြီးပဲအနီးနားမှာရှိတာနော်ယုံကျင်တိုင်းယုံနိုင်ကြလဲရှိခြင်းရှိမယ်လက်ခံနိုင်ရင်လည်းလက်ခံပေါ့နော်အဲ့တော့တည်သွားရင်ပြီးရောဆိုတဲ့စကားတိတ်ကြောက်စရာကောင်းတယ်မကျွတ်မလွတ်တဲ့ဘုံဘဝတွေရောက်သွားရင်တိတ်ကြောက်စရာကောင်းတယ်တချို့ဆိုရင်တည်သွားတာပေါ့မမျှော်လင့်မဲနဲ့တည်သွားတယ်တချို့ဆိုရင်မျောသွားတယ်လို့ပြောကြတာမျောပြီးပြန်ပြီးတော့ခန္ဓာကိုယ်နဲ့ပြန်ဝင်မယ်ဆိုတော့ခန္ဓာမရှိတော့နော်မိရှုဖြစ်စီခံကြရတယ်အဲ့တော့အဲ့လိုဘဝတွေမှာဘယ်သွားမှန်းမသိဘယ်လာမှန်းမသိဟိုလူလည်းအခုရင်တောင်းလို့မရဒီလူလည်းအခုရင်တောင်းလို့မရအဲ့လိုဘုံဘဝတွေရောက်သွားရင်ဘယ်လိုလုပ်ကြမလဲနော်လက်တွေ့ကိုပြောတာနင်တို့ပြဖို့ရာမဖြစ်နိုင်ဘူးအဲ့တော့ကြုံတွေ့နေကြတဲ့အခက်အခဲတွေဘယ်လောက်ပဲဖြစ်ဖြစ်ဖရာတရားမမေ့နဲ့လက်ရှိဘဝလက်ရှိချိန်တွေကိုထူးထူးဆိုင်ပါထူးကောင်းမွန်အောင်နေပါတန်နေရာအတွက်ဘဝကူကောင်းအောင်အတွက်ပြုလုပ်ဆောင်ရကြပါမကျွတ်မလွတ်တဲ့ဘုံဘဝတွေကအများကြီးပဲအမြတမ်းလိုချင်လို့အများကြီးပဲနော်စကားတွေအကြီးတော့အများကြီးမပြောချင်ပါဘူးထင်ကြီးအောင်လည်းမပြောချင်ပါဘူးမကျွတ်မလွတ်တာတွေကအမြတမ်းလိုချင်လို့စောင့်မျှော်နေရတာအများကြီးပဲတချို့ဆိုရင်တီအောင်တော့နားလည်အောင်တော့ပြောပြထားလိုက်နော်တချို့ဆိုရင်အမြတမ်းလိုချင်လို့ကုသိုလ်ကောင်းမှုလုပ်တဲ့လူဖရာတရားလုပ်တဲ့လူတွေနားမှာအမြဲတမ်းတည်ရှိနေတယ်လာနေကြတယ်ဒါပေမဲ့အမြတမ်းဝေတဲ့အချိန်ခါကြမှာဘာမှမကြားရတော့တဲ့ဘုံဘဝတွေရှိတယ်အဲ့လိုနာနာဘာဝတွေအဲ့လိုလောကသားတွေရှိတယ်အများပြောကြတာတစေတရေပေါ့နာနာဘာဝတို့နော်ဝိနာဘာဝတို့အဲ့လိုဘုံဘဝတွေမှာအမြတမ်းဝေကုသိုလ်ကောင်းမှုတွေပြုနေတာမြင်တယ်အမြတမ်းဝေနေတာကိုလည်းမြင်နေရတယ်ဒါပေမဲ့မကြားရတော့အဲ့ချိန်ကျန်တဲ့အချိန်အကုန်လုံးကြားအဲ့လိုဘုံဘဝတွေမရောက်အောင်လက်ရှိဘဝမှာကောင်းအောင်နေထိုင်ကြပါပြုလုပ်ကြပါလို့ထူပြောလို့ချင်ပါတယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုများများပြုခြင်းဒီကိုယ့်အတွက်အကောင်းဆုံးတစ်ခုတော့ဖြစ်လာလိမ့်မယ်နော်သဘောပါလားတိတ်ကြောက်စရာကောင်းတဲ့ဘုံဘဝတွေကိုမရောက်အောင်ကြိုးစားကြပါနော်သဘောပါလားမမြင်ရတာတွေကအများကြီးပဲမကျွတ်မလွတ်တာတွေအများကြီးပဲနေရာအနှံ့ပါပဲတချို့ဆိုရင်မကျွတ်မလွတ်တာအမြတမ်းဝေပေးဖို့လာပြောတယ်ကျွန်တော်လည်းဝေပေးပါတယ်နော်တချို့ဆိုလို့ရှိရင်ဟိုးဝေးရနေလာပြီးတော့ပြောရတယ်တချို့ဆိုရင်တော်တော်ဝေးတဲ့ခရီးကနေလာကြတယ်နော်အမြတမ်းလိုချင်လို့ရွှေမျိုးညီကောင်တွေကအမြတမ်းမလုပ်ပေးလို့တခြားသူတွေပြောပြရင်လည်းယုံနိုင်တဲ့အကြောင်းလည်းမရှိဘူးဒါကြောင့်မလို့ကုသိုလ်ကောင်းမှုတွေပြုကြပါလူဒါနတွေပြုကြပါနော်
သဘောပါလားဖះတရားမမေ့ပါနဲ့လို့သူပြောချင်ပါတယ်နော်